တစ်တော့ဝမိန်းကလေးတွေ10ယောက်ဆိုရင်9ယောက်လောက်ကဘာလုပ်ပြဟိုလေမင်းတို့တော့ဝါနာပါလဲကောင်းနေနော်ဟေးကဲဟုတ်ပြီဒါတွေတွေ့နေရနော်ဆိုနေရာတိုင်းမှာပေါ့တချို့ဆိုရင်ပုံစဉ်းစားတယ်အဲ့ဆိုရင်သူတို့မိဘတွေဘယ်လိုကြည့်နေလဲမသိဘူးနော်စဉ်းစားကြည့်တယ်ပါမိဘနေရအမေဆိုတော့ထားလိုက်ပါတော့အဖေမရှက်ဘူးလားမသိဘူးလူသမီးတွေဒီလိုလုပ်နေတာစဉ်းစားစရာမကောင်းဘူးလားအဲကြောင့်သားတို့သမီးတို့ပေါ်တဲ့အရာကဈေးကြီးလားဈေးနေလားမင်းလည်းမြင်နေရတယ်ဟာရိုးမသွားဘူးလားမင်းတို့တန်ဖိုးရှိအောင်မနေတာဟုတ်လားကိုယ်တန်ဖိုးကိုချနေတာနော်အိန္ဒြေရတဲ့သူကယောက်ျားကောင်းတယ်ပဲရမှာသိက္ခာရှိတဲ့မျိုးသားမိဘကောင်းတယ်ပဲရမှာဘယ်မိန်းကလေးတွေလည်းအိန္ဒြေမရှိတော့ဘူးယောက်ျားတွေလည်းသိက္ခာမရှိတော့ဘူးဘုရားဘာသာနဲ့ပတ်သက်တဲ့ရည်ကျင်းမှုဆိုရယ်ဘာမှမရှိတော့